2026ထဲပဲရောက်နေပြီအပြေးအတွက်ကျွန်တော်တို့တွေဖက်နှက်ကြိုးချီတဲ့အချိန်မှာငယ်တုန်းကချီလူမျိုးဒီ rabbit ear ပုံစံမျိုးကျွန်တော်တို့တွေချီနေကြတော့လားကျွန်တော်တို့တွေပေါ့နော်ဒီ running shoe တွေရဲ့ဒီနောက်ဆုံးပေါက်ရဲ့ဘေးပေါက်ကက်ရက်ပေါက်လေးကဘာအတွက်တုံးနေဆိုတာသိကြလားပုံမှန်အားဖြင့်တော့ကျွန်တော်တို့တွေဒီကျိုးဒီလိုမျိုးတစ်ခါတန်းချီကြတယ်ပေါ့နော်ကျွန်တော်တို့တွေဒီနောက်ဆုံးပေါက်လေးတွေကိုမတုံးမဲနဲ့ကျွန်တော်တို့တန်းချီကြတယ်ပေါ့နော်အခုတော့ကျွန်တော်ဒီနောက်ဆုံးပေါက်လေးကိုတုံးပြီး runners loop ဆိုတဲ့ချီနီကိုကျွန်တော်ချီပြသွားမှာပဲဖြစ်ပါတယ်ဒီဘက်ပေါက်ကထွက်တော့ကျွန်တော်တို့ဒီဘက်ပေါက်ကနေပဲပြန်ဝင်တာပေါ့နော်နည်းနည်းလေးတော့ space လေးကိုခြားထားလိုက်ပါအဲ့ဒီပုံစံအတိုင်းပဲကျွန်တော်တို့တွေနောက်ထပ်တစ်ဖက်ကိုလည်းလုပ်မယ်ဒီဘက်အပြင်ဘက်ကနေပဲပြန်ပြီးတော့ space လေးထားလိုက်မှာပေါ့နော်ဒီလိုမျိုးပုံဖြစ်သွားဆိုဒီဘက်ကကြိုးထိတ်စာကိုဟိုဘက်အပေါက်တဲ့ထက်ဟိုဘက်ကကြိုးထိတ်စာကိုဒီဘက်အပေါက်ထဲကိုထည့်လိုက်ပါပြီးွားရင်ဖက်နှက်ကိုစီးပြီးကျွန်တော်ကြိုးထိတ်ဆနှစ်ဖက်ကိုကျွန်တော်ဆွဲလိုက်ပါပြီးွားလို့ရှိရင်တော့ကျွန်တော်တို့ပုံမှန်ကြိုးချီတဲ့ချီနီတိုင်းလေးပဲချီလို့ရပါပြီဒီလိုမျိုးကြိုးထည့်တာတစ်ချိန်ထည့်ထိုင်ရပြီပေါ့နော်ဒါက runners loop လို့ခေါ်ပါတယ်ဒီလိုချီနီကကျွန်တော်တို့ဒီခြေထောက်ခြေချင်းဝင်နာကိုဖက်နှက်မကျွတ်စေပဲ fitting ဖြစ်စေတာပေါ့နော်ကျွန်တော်တို့အဲ့တော့ဖက်နှက် size စီးတာတွေဘာညာဝင်အောင်မှအဆင်ပြေစေမှာပါလုံးဝ fitting ဖြစ်သွားစေမှာပါအခုဒါကဖက်နှက်ကြိုးချီနီနှစ်ခုကျွန်တော်ရှင်းပြထားတာပါအရင်ဟာတွေကကြိုးလဲပို့ထွက်တယ်နောက်ဆုံးပေါက်မတုံးတော့ကျွန်တော်တို့တွေဒီ runners loop ချီနီလောက်လဲ fitting မကျနေဘူးပေါ့နော်ဒီအပြေးသမားများအတွက်အဆင်ပြေစေမယ်မျှော်လင့်ပါတယ်စမ်းသပ်ကြည့်လို့ရပါတယ် This is your sign to get off that couch, go on that run, because there's somebody laying in a hospital bed right now that wishes they had the chance that you have.